ဒီအချိန်ကျရင်ငါဒီစားမင်းမစားဘူးဆိုခန္ဓာကိုယ်ကလိုအပ်ရင်တောင်းလိုက်မယ်မေးတယ်စိတ်ချ lunch က 11:30 မှန်တယ်ဗျာသို့တော်လည်းအကြောင်းစုံပြတခုခုကြောင့်မလို့ဟိုဘက်မှာbreakfast and lunch ဂျားထဲမှာဟိုအကြောင်းမျိုးလေးနဲ့တခုခုထည့်ထားစားထားရတယ်ဆိုအဲ့အချိန်အဲ့နေရာကြီးမှာအတင်းစားရမယ်ဆိုစိတ်ကြီးမလုံးနဲ့ထုံးစံတိုင်းပဲပြောမယ်ထက်ထက်တော့ over eating ဖြစ်တယ် over eating အမြဲတမ်းဖြစ်နေလိမ့်မယ်ဟာဆိုရင်ဒါကဝါတဲ့ဘက်ကိုသွားမယ်ဗျာပြီးရင်ပြတိုးမယ်ပုံမှန်သွားတဲ့လမ်းကြောင်းပဲ insulin ရင်မတွန်းကန်မှုဘက်ကိုသွားတဲ့လမ်းကြောင်းအဲ့ဒါဖြစ်နေတယ်နောက်တစ်ခုကကိုကတကယ်ပဲအဲ့အချိန်ကိုရောက်ရင်မစားရရင်စိတ်တူလာနေတာပဲဆိုအဲ့ချိန်ရောက်လို့မစားရရင်ကိုယ့်ရဲ့ manner တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ habit cue တွေပဲဖြစ်ဖြစ်ပေါ့အဲ့ဒါပြောင်းသွားပြီလားကိုယ့်ရဲ့ behavior အောက်သွားပြီလားဆိုနည်းနည်းပြန်စဉ်းစားဒါဆိုရင်မိတ်ဆွေအသက်ကလည်း35ကျော်ပြီဒီပြဿနာရင်ဆိုင်ရတယ်ဆိုရင်အဲ့ဒါ short ရှိတယ်နော် hungry နဲ့ angry က attachment လေအဲ့ attachment လာတွဲပြီးဆိုတဲ့ဟိုခန္ဓာမှာတခုထူးခြားပြီးဒီဘူတာပဲပြန်ဆိုင်မှာ insulin ရှင်မားတာတွန်းကန်တာဒီပြဿနာဖြစ်ရင် angry attachment နဲ့လူမလာပြီး affect ပြနော်မိတ်ဆွေလို့ရှိတယ်ရုပ်ခန္ဓာကိုယ်ဆိုတာအရန်ပူလောင်ထားတယ်ဆိုတဲ့အရာရှိပြီးသားမိတ်ဆွေအဲ့တော့အရှိန်တော့နည်းနည်းပပလောက်လွဲသွားတဲ့အရာတော့အဲ့ဒီကထုတ်သွင်းလိုက်မယ်လူလည်းပေါ့ပါတော့ဗောမိတ်ဆွေအဲ့ကြတော့ကိုယ်ခန္ဓာကိုယ်ကနေထုတ်သွင်းနေရရှိတဲ့ဟိုအရန်ပူလောင်ထားတဲ့အစီတွေကအစီပဲဖြစ်ဖြစ်ဟုတ်လားဟို glycogen စတားတဲ့ဟာလေးတွေပဲဖြစ်ဖြစ်ဒါလေးထုတ်သွင်းလိုက်တော့လူကပေါ့ပါသွားတာဗောဟိုတော်တော့ဗျာ fast in fast out သွားလိုက်တာဗောကိုကောင်းသွားတော့ဗောလူကပေါ့ပါပြီးတော့အစ်တွေးတင်လောင်းနေဘာပဲဖြစ်ဖြစ်အရာရောင်ပြန်ပြီးတော့ rebound ပြန်လုပ် repeat ပြန်လုပ်တယ်ခေါ်မှာပေါ့ ocean ဒီလေးပြအဲ့ဒါမျိုးတွေဖြစ်တင်တာအဲ့ဒါဆိုမဟုတ်ဘူးလူက fix လုပ်တာလေလူကစားမယ်ဒီချိန်စားမှဖြစ်နေမိတ်ဆွေအဲ့ဒီအချင်းကိုနည်းနည်းလေးချင့်ပြီးတော့ပေါ့နော်ကိုကလူကောင်းဘဝမှာရှိသေးတယ်ဆိုရင်ပြောတာအဲ exception တွေရှိတာပေါ့ဗျာဆောင်းပါတာဒီချိန်အဲ့ဒီမမစားမင်းတို့ပြောတဲ့စိုးစိုးဝါလူလာဆိုရင်စားမှာပေါ့ဗျာအဲ့တိုင်းစားပေါ့ပုံမှန်အနေထားသာမန်လူတွေမှာဒီ insulin ဂျမတွန်းကဖို့သွားတဲ့လမ်းကြောင်းတွေဒီဘဝသွားတာဖြစ်လို့အဲ့ဒီ habit လေးတွေအဲ့ဒီ behavior လေးတွေကိုအတိအကျဂရုစိုက်ဖို့ဂရုပြုဖို့တော့ဂျာက reminder ပါဗျာတတိတစားနဲ့ပဲတတိထားမိဖို့ပါအဲ့ဒါလေးကိုအကြံပြုတာပါမိတ်ဆွေအချိန်တန်လို့မစားရရင်ရှေ့ထဲမှာညွှန်လာပြီလားပြဿနာတစ်ခုရှာခြင်းပြီလားဆိုရင်အဲ့ဒါလေးပြန်ဂရုစိုက်ပြီးအဲ့ဒီအပြုတ်အမူလေးကိုနည်းနည်းလေးဟိုအရှိအနောက်ဒါလေးရှင်းနေတယ်နော်ကဲကြည့်လိုက်နောက်ဆုံးတစ်ခုနောက်ဆုံးနဲ့အရေးကြီးဆုံးများရစားမအားရှိဒီတိုင်းတင်တာဗျာငငယ်တဲ့အတိုင်းတင်